သွေးမြစ်အတွက်ဒါရိုက်တာအတွက်မက်မက်အမတယောက်ပေါ့နော်သူလည်းအနုပညာရှင်ပဲလာမှာသွားတယ်နောက်ပြီးတော့ကိုအောင်ထက်တို့ဆိုလည်းအမြဲမှာဟုတ်ကိုအောင်ထက်တို့ကြတော့အဲ့လိုပေါ့အဓိကတော့ဒီပန်းစည်းနဲ့မွေးနေ့ကိတ်လေးတွေပေါ့နော်အရင်တော့ကိုအောင်ထက်ကတည်ရကြတော့ညီမတို့ကဒီတင်မလန်းနဲ့ပြာလုံရင်းနဲ့တည်တာပေါ့ညီမပန်းဆိုင်ဆိုတော့သူအားပေးကြတယ်ပုံမှန်အဖြစ်တော့ညီမတို့စီမှာအားချက်နေရများတယ်ပေါ့နော်ထိုင်ဆောင်သွားခြင်းနဲ့ဆိုရင်ညီမတို့အတက်နိုင်ဆုံးနာယူဝက်45မိနစ်လုပ်ပေးတယ်ကြိုပြောတဲ့သူလည်းရှိတယ်လို့ပုံမှန်အဖြစ်အများသောအဖြစ်ညီမတို့ကအားချက်နေလုပ်ပေးရများတယ်ဟုတ်အားချက်နေဆိုမှညီမတို့ကအဲ့လိုစီးတာတော့အကျင့်ဖြစ်နေဆိုတော့လေ45မိနစ်ပဲကြာတယ်ပန်းစည်းချိန်ကတော့ဟုတ်ဒါပေမဲ့အဲ့လိုအပွင့်တအားအကြီးပေါ့နော်အများကြီးဆိုလို့ရှိရင်တော့တရက်2ရက်လောက်တော့ကြိုမှာပေးရတယ်ဗာလဲနေဆန်းအနုပညာရှင်နေဆန်းအတွက်တောင်မှညီမတို့လေသူဗာလဲ pressure အတွက်ပန်းနှင်းစီပန်းအပွင့်250တခါစီးပေးဘူးတယ်theory အောင်ပါရှင်ဆိုင်နာမည်ကတော့ Floral District ပါမတို့ဒီလုပ်ငန်းလေးစပြီးလုပ်တာကတော့ဒီဖျားပန်းပေါ့နော်ကိုဗစ်ချိန်မှာလေဖျားပန်းလေးနဲ့စပြီးတော့လုပ်ခဲ့တာ2021ပေါ့2021ကနေစခဲ့တယ်အရင်စချင်းတော့ဆိုင်မဖွင့်ဘူး online ရပဲ run တာပေါ့နော် online မှာဒီ Floral District ဆိုပြီးတော့ page လေးထောင်တယ်ပြီးတော့တစ်လကို4ချိန်စနေတိုင်းဖျားပန်းကို package နဲ့လိုက်ပို့ရပေါ့အဲ့တော့မှညီမတို့ပို့ခလည်းအပါမှ1300ပဲယူတာဖျားဦး3ဦးစာအဲ့အနေစ run နေပေါ့ run ကနေမှဆိုင်လေး2022မှာဆိုင်လေးစဖွင့်တယ်ဆိုင်လေးစဖွင့်ပြီးတော့အဲ့လိုပဲဖျားပန်း run ရင်းနဲ့ပန်းစည်းလေးစလုပ်တယ်ပေါ့နော်အခုလက်ရှိလဲပန်းဆိုပန်းစည်းစပြီးတော့ဖြစ်သွားပါတော့အပန်းကစလုပ်ဖြစ်တာကတော့အဲ့2021ဒီ page လေးနဲ့စလုပ်ဖြစ်တာပေါ့နော်ဖျားပန်းကိုဂန္ဓမာတွေအဓိကထားပြီးတော့3အိုးစာဖျားဦး3အိုးစာနဲ့တစ်လောက်4ချိန်ပို့ပေးရစနေတိုင်းပို့ပေးတယ်အဲ့လိုမျိုးကြောင့်ကိုဗစ်ချိန်လည်းဖြစ်တယ်ပေါ့သူများတွေအပြင်ထွက်ရတဲ့အချိန်မှာလည်းမထွက်နိုင်တဲ့အချိန်မျိုးဆိုတော့ညီမတို့ကတူးတဲ့ကာစတမာတူးတဲ့ကနေစခဲ့တာကာစတမာတူးတဲ့ကနေစပြီးတော့ညီမတို့အဲ့နောက်ဆုံး50လောက်ထိပို့တယ်အဲ့စနေနေ့ဆိုလို့ရှိရင်လင်းများညောင်မနက်အစောကြီး6နာရီလောက်ဆိုရင်စပို့ပြီ7လောက်ဆိုပြီးသွားအဲ့လိုမျိုးဒါပေမဲ့အဲ့ကိုကတော့တောက်ကြနေတယ်တောက်ကြနေညတယ်ကတော့ဖျားပန်းအတွက်ထုတ်ရတာပေါ့နော် package တွေထုတ်ရတယ်ပြီးရင်ညီမအဲ့ဖျားပန်း3ဦးစာအပြင်အဲ့လိုအရန်ပန်းလေးလည်းထည့်ပေးသေးတာလို့နှင်းစီတို့အဲ့လိုမျိုးနော်အခြားပန်းလေးလည်းထည့်ပေးရအဲ့လိုမျိုးပေါ့ဒီ1300နဲ့တန်အောင်ပေါ့နော်အဲ့ဒါနဲ့တဖြည်းဖြည်းကနေမှဒီဖျားပန်းကနောက်ပိုင်းဘယ်လိုပြောမလဲကိုအမျိုးသားကလည်းနေထွက်သွားတဲ့အခါမှာညီမတယောက်ထဲမနိုင်တော့ဒီပန်းစည်းလေးနဲ့ပဲပြန်ဖြန်ဖြစ်သွားတာပေါ့နော်ဖျားပန်းတော့လက်ရှိရောရောင်းပါသေးတယ်ဒါပေမဲ့အခုတော့လို့အဓိကညီမတို့နှင်းစီရောင်းတယ်နှင်းစီတောင်မှညီမတို့ကနေတာလဲနှင်းစီပေါ့နော်ဒီကလောမှာသူတို့ကိုယ်တိုင်စိုက်ပျိုးထားတဲ့နေချမ်းမှာပေါ့နော်သူတို့ကပြီးတော့ပေါင်းကုန်းနေနဲ့စိုက်တာနေမထိလေးမထိအဲ့လိုမျိုးနဲ့စိုက်တာအဲ့ဒီရဲ့ quality ကောင်းတဲ့နှင်းစီလေးပါတယ်နောက်အဲ့လိုပဲပန်းတို့ခြားပန်းအလှလေးပြီးတော့ import ပန်းတွေလည်းရှိရရှင်တရုတ်ဘက်က import ပန်းလေးတွေလည်းသွင်းပေးတယ်ပေါ့နော်ဟုတ်ကဲ့ညီမပန်းကိုအဲ့လိုဖျားပန်းကတ်ပြီးဆိုလို့ရှိရင်လှလေးနဲ့အဲ့လိုရှားတဲ့ပန်းမျိုးပေါ့ဈေးမှာမရနိုင်တဲ့ပန်းမျိုးပေါ့အဲ့လိုမျိုးလေးတွေကိုညီမအဓိကထားပြီးတော့ရောင်းပေးရပြီးတော့ဈေးကလည်းပြီးတော့ကို local ထဲမှာလှတဲ့ပန်းလေးရှိရပေါ့နော်အဲ့လိုမျိုးဆိုတော့ဈေးကလည်းနည်းနည်းတက်တာရမယ်ပေါ့အဲ့လိုမျိုးအဲ့ဒါလေညီမဆောက်လုပ်တော့မစီးတတ်ဘူးမစီးတတ်ဘူးအဲ့လိုတင်တန်းလဲသွားတက်ဖို့ရာဒီဆိုင်လေးတောင်မှညီမဆက်ချင်းဒီဖျားပန်းပို့နေရင်တဲ့ချိန်မှာလက်ထဲမှာ10သိန်းပဲရှိတာအဲ့10သိန်းနဲ့ဆိုင်ကန်တေးလေးစပြီးတော့ run တာပေါ့နော် run နဲ့လို့ဖျားပန်းရောင်းရင်းနဲ့ပန်းစည်းကိုညီမ tutorial တွေ YouTube ကကြည့်ရ TikTok ကကြည့်ရကြည့်ပြီးတော့မှညီမ practice လုပ်ရင်းနဲ့နောက်2နှစ်လောက်နေတော့ကြာတော့မှညီမ advance ကိုတက်လိုက်တာပေါ့နော်ဒီလိုအမျိုးအကြီးတွေဖြစ်သွားအောင်ဆိုပြီးတော့ထပ်တက်လိုက်တယ်ထပ်တက်ပြီးတော့မှအခုဒီနှစ်ဆိုရင်ညီမလက်ရှိကညီမကိုယ်တိုင်မစီးပဲနဲ့ညီမလေးကိုထပ်တင်ပြီးသူတို့အခုစီးတက်နေပြီးတော့ညီမတို့ကအရင်ဆိုင်လမ်းထဲမှာ2နှစ်လေလမ်းထဲမှာ2နှစ်ဖွင့်ခဲ့တယ်အခုဒီလမ်းမဘက်ကိုကထွက်ချင်တာပေါ့နော်ပြီးတော့ဒီလိုမျိုးလမ်းမတန်းမှာဒီလိုပန်းစည်းဆိုင်မျိုးဆိုတာရှားတယ်မရှိကြဘူးပေါ့နော်အခုအားကြောင့်ညီမတို့က install လေးတွေစီးပေးထားတယ်ဟိုမှာ3သိန်းတန်ယူမလား1သိန်းတန်ယူမလားပေါ့နော်ဆိုတော့အခုဒီလမ်းမတန်း customer တွေကြတော့ grab and go သွားချင်တာချက်ချင်းယူပြီးတော့သွားချင်တာမျိုးဆိုမဆောင်ချင်ဘူး15မိနစ်တောင်မဆောင်ချင်ဘူးဆိုတော့လေ
ဟုတ်ကဲ့ဟိုဒီမြောက်တကုံထဲမှာနေတဲ့ဟိုဗာလဲဟိုနေ့ကဆိုရင်ညီမတို့စီဒီကိုဗာလဲဒီဗာလဲအမုံမြစ်လားအသွေးမြစ်အတွက်ဟိုဒါရိုက်တာအတွက်ဟိုမက်ဟိုကမက်အမတယောက်ပေါ့နော်သူလည်းအနုပညာရှင်ပဲလာမှာသွားတယ်နောက်ပြီးတော့ကိုအောင်ထက်တို့ဆိုလည်းအမြဲမှာဟုတ်ကိုအောင်ထက်တို့ကြတော့အဲ့လိုပေါ့အဓိကတော့ဒီပန်းစည်းနဲ့မွေးနေ့ကိတ်လေးတွေပေါ့နော်အရင်တော့ကိုအောင်ထက်ကတည်ရကြတော့ညီမတို့ကဒီတင်မလန်းနဲ့ဟိုပြာလှုပ်ရင်းနဲ့တည်တာပေါ့အဲ့နဲ့ညီမပန်းဆိုင်ဆိုတော့သူအားပေးကြတယ်ဟိုညီမတို့ဟိုပေါ့နော်ကိုရီးယားဒီပန်းစည်းလုပ်ပြီးဆိုလို့ရှိရင်အနုပညာစိတ်ရဲပြီးတော့ဒီအမျက်ပေါ့နော်အမျက်ကိုမကြည့်ပဲနဲ့ဟိုပန်းကလှရမယ်လက်ရမယ်ကိုပန်းစီလေးသူစီရောက်သွားတဲ့အမှတ်တရပေးတဲ့ပန်းစီကဟိုစိတ်ကြည်နူးရမယ်ပေါ့နော်အဓိကပြီးတော့ဟိုညီမ customer service ကိုလည်း 100% ပေးတယ်ကိုပန်းစီဟို quality ကိုလည်းကိုကထိမ့်သိမ့်နေပေါ့နော်ပြီးတော့ customer service မမအောင်ပေါ့အမှတ်တရပေးတဲ့ဖြစ်တဲ့အတွက်သူတို့ဘာအယောင်လေးတုံးချင်လဲအစားအထဲတွေကတုံးပေးတဲ့ဒီအရန်ပန်းလေးတွေကအစားပေါ့နော်ဟိုညီမတို့အသေးချာလေးဖြည့်ပေးတယ်ပြီးရင်အဲ့တိုင်းပဲသွားပေးတယ်ဟောနော်ပြီးအကလာအယောင်ပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့ညီမတို့ဒီဘက်ကနေလဲဒီပန်းစည်းလေးတွေအဲ့လို pressure အတွက်ပေးရဆိုရှင်လုတ်ပေးရသေးချာလေးပေါ့နော်ပြီးတော့ဒီလိုဖွင့်ပွဲပန်းတိုင်နေပါလေဆိုလဲလုတ်ပေးရရှင်ဟုတ်ပုံမှန်အဖြစ်တော့ညီမတို့စီမှာအားချက်နေရများတယ်ဟိုမှာဟိုပေါ့နော်ဟိုထိုင်ဆောင်သွားခြင်းနေဆိုရင်ညီမတို့အတက်နိုင်ဆုံးနာယူဝက်45မိနစ်လုပ်ပေးတယ်ကြိုပြောတဲ့သူလည်းရှိတယ်လို့ပုံမှန်အဖြစ်အများသောအဖြစ်ညီမတို့ကအားချက်နေလုပ်ပေးရများတယ်ဟုတ်အားချက်နေဆိုမှညီမတို့ကအဲ့လိုစီးတာတော့အကျင့်ဖြစ်နေဆိုတော့လေ45မိနစ်ပဲကြာတယ်ပန်းစည်းချိန်ကတော့ဟုတ်ဒါပေမဲ့အဲ့လိုအပွင့်တအားအကြီးပေါ့နော်အများကြီးဆိုလို့ရှိရင်တော့ဟို1ရက်2ရက်လောက်တော့ကြိုမှာပေးရတယ်ဟိုဗာလဲနေဆန်းအနုပညာရှင်နေဆန်းအတွက်တောင်မှညီမတို့လေသူဟိုဗာလဲ pressure အတွက်ပန်းနှင်းစီပန်းအပွင့်250တခါစီးပေးဘူးတယ်ဒီပဲဟုတ်တယ်စိတ်တယ်အဲ့တော့ तू ကနေပြန်มาဆိုတော့လေပန်းစည်းကကြီးတော့ तू မတည်နိုင်ပန်းတွေဖြုတ်ပြီးယူသွားအဲ့ဒါတော့ဒီသူ့ရဲ့လက်ဆောင်ပေးတဲ့သူကညီမတို့ page ကိုတည်သွားတာပေါ့နော်အနေတော့နေမှာပေးတာပေါ့မျိုးလေးဆိုတော့အဲ့လိုမျိုးဆိုရင်တော့အဓိကညီမတို့ကပို့ပြီးတော့ပေါ့ခရူးဆိုင်ပေးရပေါ့နော်အဲ့လိုမျိုးဘယ်လိုကာလာလေးမျိုးတုံးချင်လဲပြီးွားလို့ရှိရင်ကိုပန်စီလေးပေါ်အောင်လို့ထဲလေးပေါ့ customer တိုင်းတော့ view site ပါတယ်ဒါပေမဲ့ဒီလိုမျိုးလေးဆိုရင်တော့ကိုယ့်ရဲ့ logo လေးတွေပါအောင်အဓိကထားပြီးတော့လုပ်ပေးရရှင်ဟုတ်အဓိကဒီ Floral District ဆိုတဲ့ name လေးက the best flower shop in town ပေါ့နော်ပြောချင်တာညီမတို့ရဲ့ဒီမြို့မှာရှိတဲ့အကောင်းဆုံးပန်းဆိုင်ပေါ့အဲ့လိုမျိုးလေးပေါ့ဆောင်ဖို့ကတော့ဟုတ်